မငိုပါနဲ့တော့ကွာတီလောင်းနဲ့လမ်းခွဲကြတာပေါ့အပြစ်မမိုးတွေပူကတဲ့တော့မစိတ်ထဲတော့ဝမ်းနေရတာပေါ့အချိန်တွေကြာပြီးတိဆောက်ခဲ့ယုံကြည်မှုကလမ်းလဲတောက်ရှာတော့သစ္စာဖောက်ခံရဆိုတာလေကိုတမ်ဆိုင်နဲ့ရတာမျိုးတဲ့ရသူပခါတော့စိတ်ရိုက်သွားရတယ်အိမ်မှာကိုရင်တဲ့တော့ပြောတဲ့စကားပါမဲ့အတွေ့ထဲမှာတော့ကြောက်မိနေတော့မင်းနဲ့ခွဲခွာရမှလဲတို့တငါအုံလုံးလေးကတော့စိတ်ပြတ်သားပါတယ်မင်းတည်ရတာလေဒီလိုဖြစ်ပဲဆိုဒီမှာစဉ်းစားတဲ့အုံလုံးမရှိဘူးလားကဲပါငုံနေရနော်မနောက်တော့မဟောတော့နောက်ထပ်လည်းပြန်မလာတော့နှုတ်ဆက်ခဲ့နော်ကိုကကူစားအမေနဲ့လည်းခဏရမဖြစ်နေတော့အများကြီးတဲ့ပြီလားအများကြီးတဲ့နော်ဆိုရ偏ငါနိုးထမိခြင်းသေးတယ်ခုတော့ဝတ်တော်ကြည့်နေငါဝဲကိုတိုးသွားမိရဲ့ဟဲ့လူတွေရင်တိုင်းကြံ့နေရဲ့84ပတ်စကားစီမင်းအဲ့နေရာလေးမှာကြံ့နေခဲ့ကိုကထွက်သွားပြီမတည့်ရဲ့နေရင်နဲ့ငါမျက်ရည်ကြောင်တင်းတကယ်ဆိုတိတ်ချကြောင်းနဲ့မင်းကိုတက်တည်ပြချင်သေးတယ်တယောက်ကိုတယောက်မိကိုကြိုင်နေတာကြာကမှာကိုတော့မှတ်တရရဲ့အားလုံးကိုမေ့တော့ရမှာလားချိန်တွေကကိုစားရင်နဲ့မင်းရောငါရောနေတာကြာမှာပါအတွင်းများနဲ့ကားပေါ်မင်းနဲ့ဝေးစုံကိုရွှေရှားရပါတော့တယ်သိရမလားလူတွေကလေလွယ်လွယ်ရရင်တမို့မထားတတ်ကြဘူးအဲ့တော့ကိုယ့်လက်ထဲမှာရှိတော့အကောင်းဆုံးတမို့ထားကြပါအများကြီးမပြောချင်ဘူးဗျာ